ကာတာနိုင်ငံမှာရမန်ဒန်လအတွင်းမှာနေ့ကင်းပတ်အပြင်မှာစားတောက်တာကဘာသာရေးအကြောင်းပြချက်တစ်ခုပဲဖြစ်ပါတယ်။ရမန်ဒန်ဆိုတာပါလေ။ရမန်ဒန်ဆိုတာအစ္စလာမ်ဘာသာမှာအသက်ရှင်ဆုံးလဖြစ်ပါတယ်။ရမန်ဒန်ဆိုတာအစ္စလာမ်ဘာသာဝင်တွေမနက်မိုးလင်းနေထွက်ချိန်ကနေပြီးတော့နေဝင်ချိန်တဲ့အထိဘာမှမစားမတောက်ပဲဥပမာရေရအစားဘာမှကိုစားလို့မစားမတောက်ပဲနဲ့ဥပုသ်ဆောက်ခြင်းပဲဖြစ်ပါတယ်။ဘာလို့အစားမစားတာလဲဆိုလို့ရှိရင်ဆင်းရဲသူတွေကိုစာနာဖို့ကိုထိန်းချုပ်ဖို့ fasting လုပ်ကြတယ်။နောက်တစ်ခုဖျားသခင်အလာနဲ့လည်းနီးစပ်မယ်လို့ယုံကြည်ချက်ရှိကြပါတယ်။အဲ့ဒါဆိုရင်ရမန်ဒန်လအတွင်းမှာအများပြည်သူရှေ့မှာစားတောက်တာက fasting လုပ်နေတဲ့လူတွေကိုမလေးမစားလုပ်ရရောက်ပါတယ်။ဒါကြောင့်ကာတာနိုင်ငံမှာရမန်ဒန်လအတွင်းမှာနေ့ကင်းပတ်အများပြည်သူရှေ့မှာစားတောက်ခြင်းကိုတားမြစ်ထားပါတယ်။ဒါပေမဲ့အစ္စလာမ်ဘာသာဝင်မဟုတ်တဲ့ကျမတို့ဗုဒ္ဓဘာသာအနေနဲ့ကတော့ fasting လုပ်စရာမလိုပါဘူးရမန်ဒန်လမှာကာတာနိုင်ငံပြည်စဉ်အခါကရမန်ဒန်လမှာ fasting လုပ်စရာမလိုဘူးဒါပေမဲ့ကျမတို့ကိုယ်တိုင်လည်းသူတို့ရဲ့အစ္စလာမ်ဘာသာကိုလေးစားတဲ့အနေနဲ့အများပြည်သူရှေ့မှာဥပမာဆိုလို့ရှိရင်လမ်းသွားနေတော့တခုခုစားနေတာလက်ထဲကင်ပြီးစားတောက်နေတာအများပြည်သူရှေ့မှာအဲ့လိုမျိုးလုံးလို့မရပါဘူးရမန်ဒန်လအတွင်းမှာအဲ့ဒါဆိုဘယ်လိုနေရာတွေမှာစားလို့ရမလဲအားဆိုရင်စားတောက်ဆိုင်မှာစားလို့ရတယ်ဟိုတယ်တွေမှာစားလို့ရတယ်ဒါပေမဲ့အများပြည်သူရှေ့မှာမုတ်တွေဆွဲပြီးစားနေတာမျိုးအဲ့လိုပန်းချန်တို့လိုနေရာမျိုးလမ်းဘေးနေရာလိုမျိုးအဲ့လိုမျိုးမုတ်တွေကိုပါဇက်တဲ့ထိုးတိတ်ပြီးစားနေတာအဲ့လိုမျိုးဆိုရင်ရမန်ဒန်လအတွင်းမှာဥပဒေအရတားမြစ်ထားပါတယ်အားလုံးကိုကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်